အမှုကိစ္စနဲ့ပတ်သက်ပြီးကျမတို့လာအပ်တော့မယ်ဆိုလို့ရှိရင်ကျမရဲ့အဖြေကိုပြန်နားထောင်ကြည့်ရှင်နော်ဆိုလိုချင်တာကတော့တခြားတော့မဟုတ်ပါဘူးအဲ့တော့ကျွန်တော်ညီကလည်းlocation ပေးမင်းကလာလုံးမယ်တို့ဘာတို့ညာတို့ချင်းချောင်းနေလို့ဗျာမနိုင်ကြီးအဲ့တော့ကျွန်တော်ညီနဲ့ပတ်သက်လိုက်ဘာ9000ဖြစ်ပတ်သက်သိမ်းဖြစ်ကျွန်တော်အဲ့လီကျွန်တော်ညီချင်းချောင်းတဲ့လူမနိုင်ရကျွန်တော်နည်းနည်းလေးပုံစံပေးချင်တာမနိုင်ရအဲ့ဒါပဲကျွန်တော်ပြောမှဖြစ်လို့ရှိရင်လည်းခွင့်လုံးပေးအောင်နော်မနိုင်ဟုတ်ကဲ့ရှင်ဆိုလိုချင်တာကတော့โอเคနော်ကျမငားတော့မယ်ဆိုလို့ရှိရင်ပတ်စံ9000လို့တသိန်းလို့ကျမဘွားမှာအဲ့ဒါတွေကနော်ပတ်စံဆိုတာကျမကိုငားတော့မယ်ဆိုရင်ပတ်စံနဲ့မငားဘူးမပေးဘဲနဲ့ကျမကိုငားလို့တော့မရဘူးတော့မှန်းတယ်ဒါပေမဲ့ပတ်စံစီးတယ်နဲ့ပတ်စံစကားမပြောနဲ့နော်အမှုတိုင်းကကျမလိုက်လို့မရအောင်ကျမလိုက်လို့ရတဲ့အမှုတွေကဘာအမှုလဲဆိုတာဝင်မေးကြည့်လို့ရရင်နော်လူမိုက်အမှုဆိုတော့ကျမလူမိုက်လုပ်နေတာမှမဟုတ်တာချင်းချောင်းလို့ဒီအမှုကိုကျမဖြည့်ရှင်းပေးလို့ရမယ်ဆိုလို့ရှင်ကျမကထိုင်းနိုင်ငံမာဖီယာမဟုတ်နော်ကျမလက်နဲ့ကင်တာမဟုတ်ဘူးရှင်နော်ကျမညှိပေးတာပဲရှိတယ်နှစ်ပတ်စလုံးအဆင်ပြေအောင်ကျမညှိပေးတာပဲရှိတယ်လင်မယားအမှုလက်မခံဘူးအခုချင်းချောင်းတဲ့အမှုလက်မခံဘူးကျမလက်ခံတဲ့အမှုကဒီအကျွေးကိစ္စတွေနော်ပြီးရင်ဒီထောင်ကြမယ်ဆိုလို့ရှင်ဒီအလိုမတူတဲ့အမှုတွေဒီအထောက်ထားမဲ့အမှုတွေနော်ပြီးရင်ခိုးတဲ့အမှုတွေအဲ့လိုမျိုးလောက်ပေါ့နော်လူတိုင်းကမဖြစ်ချင်ဘူးဒါပေမဲ့ဖြစ်သွားပြီဆိုလို့ရှင်တော့အမှုတစ်ခုဆိုတာဖြစ်တယ်နော်ပတ်စံ9000ပေးမှတသိန်းပေးမှဆိုတော့ကျမလှုပ်ဆောင်နေတဲ့အလုပ်ကငွေတို့ချေတဲ့အလုပ်ကိုလှုပ်ဆောင်နေတာနော်စောက်ဆက်မစိမ့်မဒီအလုပ်လှုပ်ဆောင်လို့မရဘူးနော်အဲ့ဒါသိဖို့နော်ဗာလေကျမဗာလေပြန်ကားမဝယ်စီလို့စပေါ့ကားမစီးပြလို့ဟိုဘယ်လိုပြောမလဲကားအကောင်စားမစီးပြလို့ဗာလေရွှေမဝယ်ဝတ်နိုင်လို့အဲ့လိုကျမအထင်စမောတာလားနော်ကျမကြွားရင်ရှင်တို့ကချမ်းသွားမယ်နော်အဲ့လိုဆိုကျမအခုအေယာကွန်ခိုင်းနေမှာကျမချမ်းနေတယ်ဆိုတော့ပြောချင်တာတော့ပဲရှင်နော်ပတ်စံမရှိဘူးလားဒီငွေပေါ်ငွေရင်းလုပ်တဲ့အလုပ်ကိုဘယ်တော့မှလုပ်လို့မရဘူးနော်ချမ်းသာဖို့ကြိုးစားနေတယ်ရှင်အခုလက်ရှိကချမ်းသာတော့မချမ်းသာသေးဘူးနော်ကြွားခြင်းနဲ့ဆိုလို့ရှင်ရှင်တို့ကြွားလာတာတော့ ਨੇ အပြော့လေးပဲနော်ကြွားခြင်းကြွားလို့ရတယ်ရှင်ကြွားလို့မရတဲ့အနေထားမှာရှိတဲ့အတွက်ကြောင့်မို့ဘယ်တော့မှလည်းမကြွားခဲ့ဘူးအရင်တော့လည်းမကြွားအခုလည်းမကြွားဘူးနောင်လည်းမကြွားဘူးရှင်နော်ကျမပတ်စံရှင်တို့တက်များတယ်လीနော်ပြောချင်တာရှင်ဘာလဲပတ်စံများတယ်မများဘူးဆိုတာရှင်တို့ဟိုဒီ9000ဘတ်9000 5မ3သိန်း5မဆိုတော့ကျမသမီးစားတာမဟုတ်ဘူးနော်ကျမအလုပ်သမားကျမကိုယုံကြည်တဲ့အလုပ်သမားကျမအဆောင်မှာတည်တဲ့အလုပ်သမားဆိုလို့ရှင်အခုလက်ရှိပတ်စံချီတဲ့လူဆိုလို့ရှင်ဒါလေများတဲ့ဆိုလို့ရှင်ပတ်စံ9သိန်းကျော်တော့ချီပေးတယ်နော်ရှင်တို့ပတ်စံနေကျမကိုငားတဲ့အခါကြီးငွေ9000 3သိန်းနဲ့ကျမရဲ့လက်တဲ့အခွန်လောက်ပဲရှိတယ်နော်အပြော့လေးပဲရှိတယ်ပြောချင်တာရှင်နော်မကြွားချင်လို့နေနေတာကြွားတဲ့လူကိုလည်းစောင့်မြစ်ခဲ့တယ်လို့ပြောချင်တာနော်ရှိလို့ကြွားတယ်ကြွားစမ်းအစောင့်မြစ်ခဲ့တယ်လေဟုတ်တယ်လားသူများရဲ့အပူမတရာရေစာနဲ့ကြွားတာရှင်တို့ပါလေရှင်တို့လုံလားကိုလေးပြကိုလုံပြီလားလို့နော်ကိုရည်ချင်းနဲ့ကိုလုံလေဟုတ်တယ်လားကိုရည်ချင်းနဲ့ကိုလုံပြီးကိုရည်ချင်းနဲ့ကိုကြွားစမ်းပါလို့နော်စောင့်မြစ်ခဲ့တယ်လို့သူများမတရာရေစာတချို့တော်လို့ပြောတာနော်သူများမတရာရေစာနဲ့မျိုးဆိုပြီးတော့ကြွားတာရွှေဝတ်တာတချို့ကျတော့မှကားပြတာကားဝယ်စီးပြတာဘာလို့တော့ဒါတွေကနော်ကျမအဲ့ဒါတွေမရှိဘူးနော်ကျမတကယ်ကူညီပေးလိုက်တဲ့လူကအဆင်ပြေကျမကြည်နေတယ်နော်ကျမဘက်ကကြွားစရာမလိုလေကြွားစရာဘာလို့တော့တေဝိုင်းကိုတော့ဘာမှပါသွားတာမှမဟုတ်တာပြောချင်တာရှင်နော်အမလေးဆောင်ရင်တော့အရန်မထားနဲ့နော်ပတ်စံစီးတယ်နေတို့ပတ်စံစီးတယ်ငါလည်းပတ်စံစီးတာပေါ့ဟုတ်လားနေတို့ပတ်စံစီးတာလောက်နေဘယ်ပြောကောင်းမလို့ကျမလည်းစီးပွားရေးလုပ်နေတဲ့လူတွေလေဟုတ်လားအခုလက်ရှိထိုင်နေကမှာကျမအင်တာစီအမိုက်ကောက်လုပ်နေဘာလဲကျမထိုင်းမှာဟိုဘာလဲလိုင်းပေါ်မှာဘာလဲအင်တာစီအမိုက်ကောက်လုပ်တယ်ဆိုပြီးတော့နေတော့ဘာလဲကျမကိုပတ်စံစကားလာပြောလို့မရဘူးလေနော်ပတ်စံဆိုတာနေရာတိုင်းအသုံးဝင်နေဆိုမဲ့တချို့နေရာမှာနော်အသုံးမဝင်ဘူးရှင်အဲ့ဒါပြောချင်တယ်ရှင်ဒါပဲကျမလူမိုက်လုပ်နေမှာစောက်ချိုးရေးလုပ်နေလိုက်မှာโอเคအဲ့ဆိုလား